အစားကလေးကတော့ရိတ်မိတာပေါ့နော်ကိုဗစ်ပိုးကအမြင့်မပြတ်သေးဘူးဆိုတာလေအခုရက်ကွက်ကပါကိုဗစ်ကကွယ်ဆေးကိုထိုးဖို့အတွက်ကြိမ်ညာပြီးဆိုတော့ဒါကိုဗစ်ကဖြစ်တဲ့လူတွေဖြစ်နေပြီဆိုတဲ့အဓိပ္ပာယ်ပဲပေါ့အဲ့တော့ဘာမှတော့စိတ်ပူစရာမလိုပါဘူးနော်တစ်ခေါက်ကလည်းတင်ထားတယ်ပေါ့နော်မနှစ်ထဲကတင်ထားတယ်ဒီမှာကြက်ဥတမြာသီးတစ်လုံးတမြာသီးဒီလိုကောင်းကောင်းတစ်လုံးကိုပကံလုံးနဲ့ညှစ်ထည့်ပြီးတော့ဒီမှာကြက်ဥတစ်လုံးဖောက်ထည့်ပေါ့နော်ဒါကတော့နော်ဒီမကကဝယ်တဲ့ပြားရည်ပေါ့နော်မကဒီပြားရည်လေးကမစိုးအဆင်ပြေရတောက်ပါလေအလားလေးနဲ့၃မျိုးဆက်ပြီးတော့ခါကြတော့မှတောက်ပြီးနောက်တစ်ခုကအဆိုင်ရှင်းတော့ဒီတမြာသီးနဲ့အဆင်မပြေဘူးမတောက်နဲ့ပေါ့နော်အဲ့လိုလူတွေကဘာတောက်လို့ရလဲဆိုစိတ်ဆွပြုတ်အမဲဆွပြုတ်တောက်လို့ရတယ်ရှည်လေးချောင်းသားမစားဘူးဆိုလို့ရှိရင်ကြက်ရိုးဝယ်လိုက်ကြက်ရိုးဝယ်ပြီးကြက်ဆွပြုတ်ကိုကောင်းကောင်းလုပ်ပြီးတော့မှအိမ်မှာတပတ်မှာ3ရက်4ရက်လောက်တောက်ပြီးတကယ်ကိုခံကောင်းတာနော်နောက်တစ်ခုကကြတော့ဗာလဲဆိုဒီကောင်ဆိုလို့ရှိရင်ဒါညအိယာဝင်ပေါ့နော်မအိတ်ခင်နိုင်ဝက်လူလောက်ကိုဒါအခုကတော့တောက်ဖို့အတွက်ကိုဒါအစင်သင်းလောက်လိုက်တာပေါ့နော်တမြာသီးတစ်လုံးရပြားရကြက်ဥရဒါအိယာဝင်ကနိုင်ဝက်လူတောက်ဖို့လောက်လိုက်တာပေါ့နောက်တစ်ခုကစားလို့ရတဲ့တစ်ခုပါရှိသေးလဲဆိုကိုခါကောင်းတာအိယာဝင်ကနီးကိုထမင်းမစားပဲနဲ့မှာကြက်ဥပြုတ်နှလုံးနွားနိုးတစ်ဖန်ကွယ်ငါပြောသည်နှလုံးဖီချန်သည်ပေါ့နော်ဖီချန်သည်နှလုံးအလားနော်ကိုဗစ် first wave မဖြစ်ခင်မြန်မာပြည်မရောက်ခင်နဲ့နော်အလားစားတာပေါ့နော်အလားစားရင်3လလောက်နေတော့နော်လည်းအရန်မုံသွားပြီးတော့မှနောက်ဆုံးနော်စိတ်ဆွပြုတ်လောက်တော့တယ်အမဲဆွပြုတ်လောက်တော့တယ်ပေါ့နော်အဲ့နေပြီးအလားလည်းတတဝေးရောက်လာအဲ့လည်းအရန်တော့မုံသွားပြီးအနက်မခံနိုင်တော့တဲ့အချိန်မှာနောက်ဆုံးဒီနီးကိုရတာပေါ့နော်ဒီဥစ္စာကိုတောက်ဖို့အတွက်ဒါကတော့တတ်ဝေးတွေကတောက်လာတဲ့ဥစ္စာအခုအထိပဲစက်တိုက်တောက်နေရပေါ့နော်တခါတလေလည်းမတောက်ပြဘူးတစ်ပတ်မှာ3ရက်လောက်ပဲတောက်ပြတယ်ပေါ့နော်ဒါပေမဲ့အခုရက်အတွင်းတော့စက်တိုက်ကိုတောက်ညတိုင်းလို့တောက်ပြတယ်ပေါ့ဘာလို့လဲဆိုတော့ဒီကောင်ကလုံးဝကိုခံကောင်းတယ်အကျော်စီတစ်လုံးသွင်းတာနဲ့ကိုညီတယ်ပေါ့နော်ဒီတစ်ခွက်ကအဲ့ဒါကြောင့်မလို့အကြံလေးပေးတာပါလို့ဘာမှတော့မတက်ပါဘူးနားမလဲပါဘူးเนาะအကြံပေးအောင်လေးပါကိုတွေးမို့လို့ပါဘာယောဂပိုးမှမကူးဆက်ပါဘူးเนาะ